မေတားလို့ဆောင်ပြဘယ်လိုရောက်လာတော့ အော်ငါသားလေးကိုအမေကတတိယလို့လေဒါနဲ့ငါသားလေးကြိုက်တဲ့အချက်ဖို့မျိုးစုံနဲ့မုတ်တွေပါလာတယ် စားမယ်မေ ဟဲ့ငါသားရေဆောင်းသွားလိုက်ကလေးကလေပိန်သွားလိုက်တော့ကျမရေးလေပြူးဆိုင်အောင်စားရီပဲကုန်းလုံးမနေနဲ့ကျမရေးထိခိုက်လိမ့်မယ်ဟုတ်ပြီလားဒီနေ့မအောင်နဲ့နောက်နေ့ပေါ့ကျိုးကျူစားဖို့ဝဲငါသားရေဟဲ့ဒါငါသားရေဝတ်သေးလားချော့ဆရာလေးလားငါသားလေးကိုတင်းလို့အမေလွမ်းနေတာ မေ ။အော်ငါသားလေးချုံလို့မလားအမေပဲချုံပေးတော့တယ်အမေကရောက်တော့ရောက်ခဲလေးပဲလုပ်ပေးနိုင်တာဟုတ်ပြီလားဘာမှမဖြစ်ဘူးမေအဝိဆိုတာမြန်လိုက်တော့ပြောင်းရလားမွေးရလားမေရဲ့ ။အော်ငါသားလေးအတက်ပြတ်ကြိုက်တာအမေသိပါတယ်။ရော့မြုံရင်လည်းကိုပါနဲ့ကိုပဲမွေးကြည့်ချူကြည့် မွေးတယ်ကြီးလေးပြောင်းနေရောမေ ။ဟဲ့မွေးမှာပေါ့အမေရဲ့လက်ဆက်တော်ဖြစ်တဲ့ဖူဂျီတူးရင်ကအမွေးစီဆက်ပြရင်နဲ့ရှော့တာလေ ဖူဂျီတူးရင်မွေးစီဆက်ပြရေး ။ဟုတ်တယ်သူကလေဆက်ပြရင်နဲ့အမွေးစီနှမျိုးလုံးပါအောင်မလို့တခါတည်းရှော့ရုံနဲ့မွေးတယ်ကြီးလေးပြောင်းနေဆိုတော့အမေအတွက်ကအလုပ်ရွှေ့တတ်တာပေါ့ရှင် အော် तू ကအမွေးစီပါတာမလို့အနက်နေကမွေးနေတာ哦 ဟုတ်တယ်သူကလေငါသားရှော်နေတဲ့အချိန်မှာပဲမွေးတာမဟုတ်ဘူးနော်ခြောက်တဲ့အချိန်မှာကောမိမှုတိုက်တဲ့အချိန်မှာကောအော်ငါသားဘီယိုထဲကနေဆွဲထုတ်ပြီးတော့ဝတ်တဲ့အချိန်တိမွေးနေအောင်မ ဟုတ်ပြီတားလဲအဆောင်ထဲမှာအဝိရှော်နဲ့ပဲအချိန်မကုန်ရလေအောင်အမွေးစီထပ်သုံးစရာမလိုတဲ့ဖူဂျီတူးရင်ကအမွေးစီဆက်ပြရေးပဲသုံးတော့မယ်နော်မေ ဟင်းနဲ့ကိုအောင်စားတော့ကိုနာနဲ့အမေချက်ချစ်ပြပို့ပေးမယ် ဖေးရမင်္ဂလာခိုင်းလာလုပ်ပြီးသွားပြီလား အေ